ဒီနေ့အကြောင်းအရာကတော့ကျွန်တော်တို့အာနုံနေပါကြုံဖို့ကြတဲ့ hypnic shark လို့ခေါ်တဲ့အိပ်ပျော်ကာနီးစက်ခနဲဖြစ်သွားတဲ့ဖြစ်စဉ်လေးပဲဖြစ်ပါတယ်။တင်ဟာအိပ်ပျော်တော့မဲ့ဆဲဆဲချင်းဒီမှာရုတ်တရက်အမြင့်ကနေပြုတ်ကျသွားသလိုခံစားလိုက်ရပါတယ်။အိမ်မယ်လည်းမဟုတ်ကြိုတင်သတိဖေးချက်လည်းမရှိပဲသင်ခန္ဓာကိုယ်ဟာစက်ခနဲနိုးလာပြီးနှလုံးတွေလည်းတုန်သွားရပါတယ်။အိပ်ဆက်ချင်းစတင်ချိန်မှာကြွတ်သားတွေကလော်ရဲလာပြီးမဲ့အုံနှုတ်ရဲ့အချက်ပေးစနစ်ချွတ်ယွန်းมาတာပါအဲ့ဒီလိုပြုတ်ကျသလိုမျိုးစက်ခနဲဖြစ်သွားတဲ့ခံစားချက်ကိုလူတိုင်းနီးပါးကြုံတွေ့ဘူးကြပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲသိပ္ပံပညာရှင်တွေကတော့ဒါကိုအကြောင်းရင်းနှစ်ချက်ကြောင့်လို့ယူဆကြပါတယ်ကြွတ်သားများလော်ရဲခြင်းကိုမှားယွင်းစွာအထီးပဲဖွင့်ဆိုခြင်းအိပ်ဆက်ခြင်းရဲ့ပထမအဆင့်မှာကြွတ်သားတွေကလုံးဝလော်ရဲသွားတဲ့အခါအုံနောက်ကငါအမြင့်ကပြုတ်ကျနေပြီလို့မှားယွင်းစွာယူဆပြီးပြုတ်မကျအောင်ကြွက်သားတွေကိုစက်ခနဲပြန်လဲအလုတ်လုတ်စေတာပါစင်ကဖြစ်စဉ်ရကြန့်ရှိခဲ့တာလို့လည်းယူဆကြပါတယ်ကော်ဖီအတောက်များတာစိတ်ဖြီးစီးမှုများတာဒါမှမဟုတ်ပင်ပန်းနွမ်းနယ်လွန်တာတွေကဒီလိုမျိုးခဏခဏဖြစ်စေတတ်ပါတယ်ညဘက်မှာဒီလိုမျိုးဖြစ်တတ်တဲ့တငယ်ချင်းတွေရှိတယ်ဆိုရင်အခုဗီဒီယိုလေးကို share ပေးလိုက်ပါဦး